ဒီနေ့ကစုံလားပြည့်နေ့ဆိုတော့စားစရာလည်းဘာမှမရှိတာနဲ့တညင်းသီးလေးကိုရေးဆေးလိုက်ပါတယ်ဗျာဒွင်းသီးမှဝယ်မစားနိုင်တာဟုတ်အဲ့တော့တညင်းသီးပဲစားရမှာလေတညင်းသီးကိုဘာလို့စားမလဲဆိုတာလေးကိုကျွန်တော်ဆက်ပြမယ်နော်ရေးဆေးထားတဲ့တညင်းသီးလေးတွေကိုကျွန်တော်တို့အိုးထဲကနေပြီးတော့ရေတွေစစ်ထုတ်လိုက်ပါမယ်ပြီးတော့ပြန်ထည့်လိုက်ပါမယ်ခင်ဗျာစီတက်ဖို့အတွက်ချက်သွန်မြူလေးတွေကိုပါပါလှီးမယ်ပိုင်းလည်းပါမယ်မပိုင်းလည်းမပါဘူးအိုးထဲထည့်ပြုတ်လိုက်တဲ့ဒညင်းသီးလေးတွေအခွန်ခွာနေလိုက်ပါပြီပါဝင်ပစ္စည်းလေးတွေကတော့ငရုတ်သီးနောက်တစ်ခုကနွားမစားတဲ့ရှောက်ရွက်နောက်တစ်ခုကတော့မထူမပါလီးထားတဲ့ချက်သွန်မြူလေးတွေနောက်တစ်ခုကတော့ပြုတ်ထားတဲ့ဒညင်းသီးလေးပါပါလီးထားတာပါနောက်တစ်ခုကတော့ငရုတ်သီးပဲငရုတ်သီးပြီးတော့အရှောက်ရွက်ပါပဲရှောက်ရွက်နောက်တစ်ခုကတော့ခြေမလောက်ရှိတဲ့ပဇွန်တွေဟာဘယ်ဟွာလဲငပိရေအဲ့ဒါငပိရေအကျိုးစီးပွားဖြစ်ထွန်းအောင်လို့ကျိုးနေတဲ့ frying pan လေးမိစမွေးလိုက်ပါပြီနော်ကျွန်တော်တို့စီပူလာတဲ့အထိစောင့်နေပါမယ်ဟောစီပူလာပါပြီစီပူလာပြီဆိုရင်ကျွန်တော်တို့အနေနဲ့အရင်ဆုံးလောက်ရမှာကချက်သွန်မြူကိုထည့်လိုက်တယ်ချက်သွန်မြူကိုထည့်ပြီးလိုက်ပြီးသွားရင်စနွင်းမုံထည့်ရမယ်စနွင်းမုံထည့်ပြီးတော့မွေးလာပြီဆိုရင်ငရုတ်သီးစိမ်းကိုထည့်မယ်ငရုတ်သီးစိမ်းကိုထည့်ပြီးသွားရင်ပဇွန်ခြေမလောက်လက်မလောက်အကောင်တွေထည့်မယ်ခြေမလောက်လက်မလောက်အကောင်တွေထည့်ပြီးသွားရင်ဘာမှမထည့်သေးဘူးမွေးပြီးသွားရင်တညင်းသီးကိုထည့်မယ်တညင်းသီးကိုထည့်ပြီးသွားရင်တညင်းသီးမွေးလာအောင်မွေးမယ်မွေးပြီးသွားရင်စက်မွေးနေမယ်မွေးတယ်ခောက်တယ်မွေးတယ်ထပ်မွေးတယ်မွေးနေတော့မယ်ငပိရေကိုလောင်းထည့်လိုက်ပြီငပိရေလောင်းထည့်လိုက်ပြီငပိရေကိုတော့ကျွန်တော်တို့ဘောလက်ငပိရေသုံးနေနော်ဘောလက်ငပိရေဆိုစားပြီးရင်တခါတည်းဘောလက်သွားမယ်နော်ရန်ကောင်းတယ်နော်အိုးဆူလာပြီဆိုရင်တော့အရသာအတွက်အရသာမုံလေးတွေထည့်မယ်ရသာမုံထည့်ပြီးရင်ဘာလုံးမလဲမသိသေးဘူးဘာမှလည်းဆက်မလုပ်သေးဘူးအရသာမုံမဲထပ်ထည့်တယ်ဟုတ်ပြီပြီးရင်မွေပါမယ်မွေမယ်ကင်မရာတေချာချိန်မှာဟာအလဲဟိုဒုက္ခပဲဟာဘလို့လဲလို့ဒီမှာမွေးနေတယ်လို့တေချာချိန်မွေပြီးတဲ့နောက်မှာကျွန်တော်တို့အပေါ်ကနေရှောက်ရွက်ကလေးအုပ်ပါမယ်ရှောက်ရွက်နှံလေးတွေနဲ့မွေးသွားပြီဆိုရင်တော့ကျွန်တော်တို့စားလို့ရပါပြီစောက်ရမ်းမိုက်တဲ့ဒညင်းသီးငရုတ်သီးသိန်းချက်ကိုဘာနဲ့တို့စားမလဲမြပြုတ်လေးတွေနဲ့တရက်သီးလေးတွေနဲ့ဟာရမ်းတာကွာ